NGY astrology နဲ့ပတ်သက်တာတွေနောက်ခါကျတော့ numerology နဲ့ NEBEROLOGY numerology နဲ့ပတ်သက်တာတွေနောက်ကျတော့ cartomancy နဲ့ပတ်သက်တာတွေနောက်ခါကျတော့ညတို့7 chapter CHAKRA 7 chapter နဲ့ပတ်သက်တာတွေနောက် crystal CRYSTANS crystal ရဲ့ energy တွေနောက် intuition ဆိုတာလေးကိုမဖြစ်မနေလေးလာမှအဆင်ပြေတော့မှာပဲဖြစ်ပါတယ်ကိုရီအရင်တော့ကမူလအတိုင်း traditional အတိုင်းဆို academic ကြည့်ပြီးတော့ဟောချလိုက်အောင်ပဲဒါပေမဲ့ညီတို့အဲ့ academic ကိုကြီးတက်ရုံနဲ့မပြီးတော့ဘူးအခုဒီ2025 2026ဘာရှင်းမှာဆိုရင်ညီတို့ intuitionကိုယ့်ရဲ့ intuition ကို awakening ဖြစ်ဖို့တအားကိုလိုအပ်လာပြီးနောက်ညီတို့ရဲ့ energy ကောင်းဖို့လည်းအရင်လိုအပ်တယ် energy ညီတို့ break တချို့လို့ဆို energy drain သွားတယ်အဲ့ဒီမှာဆိုကိုကဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့ energy recharge လုပ်ရမလဲအဲ့ဟာလေးတွေကကစားကိုယ်တိုင်းသိရမှာပဲဖြစ်ပါတယ်astrology မှာဆိုလဲနင်တို့ဒီ academic လေးတွေမှာဆိုရင်နင်တို့ဒီ Venus sign လေးတွေရှိမယ်နောက်တစ်ခါကျတော့ဒီသူ့မှာရှိတဲ့ sign လေးတွေအများကြီးပဲရှိတယ်အဲ့ဒါမှာသူကဘာတွေနဲ့သွားပြီးတော့ဆက်ဆက်မှုရှိနေလဲဆိုတာလဲကိုယ်သိထားရဲဆိုရင်ကြက်ပြန်း astrology နဲ့ဆက်ဆက်ပြီးတော့လဲဟောတက်သွားမှာဖြစ်တယ်လို့နောက်တစ်ခါကျတော့အဲ့မှာက academic လေးတွေမှာနံပါတ်1 2 3အဲ့လိုလေးတွေပါတာရှိတယ်အဲ့ဒါလေးတွေလဲနင်တို့ဆက်ဆက်လေးလာတဲ့အခါမှာအဲ့ numerology ဆိုတဲ့ဘာသာရပ်နဲ့လဲသွားပြီးတော့စိတ်ဆက်တာကိုလဲဆက်လိုက်မယ်ဆိုရင်နင်တို့ပိုကျပြန့်သွားတယ်အဲ့ဒါအပြင်မှာ cartomancy နဲ့သွားပြီးချိတ်ဆက်လိုက်မယ်ဆိုတော့တော်လေးကိုအဆင်ပြေသွားမယ်နောက်ညီတို့ energy လောကမှာဆိုရင်7 chapter နဲ့ crystal လေးတွေကလည်းအတိုင်းအတာတစ်ခုတည်းဒီ academic ကိုသွားပြီးတော့effect တက်ရောက်မှုရှိတယ်နောက်တစ်ခါကျတော့ဆက်ဆက်မှုရှိတယ်ဆိုတာကိုလည်းသွားတွေ့ရပါလိမ့်မယ်ညတို့7 chapter နဲ့လည်းသွားပြီးတော့ဆက်ဆက်တာတွေအများကြီးရှိတယ် crystal တွေနဲ့လည်းသွားဆက်ဆက်တာရှိတာဖြစ်တဲ့ကြောင့်မလို့ကိုကရှေးရိုးကြီးအတိုင်းဒီ tarot tarot ဆိုတဲ့ကတ်ကို academic အတိုင်းဟောနေတာကိုအခုချက်ချင်းstop ရက်ပြီးတော့ပြန်ပြီးတော့ upgrade version နေနဲ့ကိုကupdate ပြန်လုပ်ရမှာပဲဖြစ်ပါတယ်အဲ့ update လုံးမတာလေးညင်တို့ပြန်ပြီးတော့ခါကြတော့ကိုကလူများနေနဲ့သူ့မတူထူခြားသွားမှာပဲဖြစ်ပါတယ်သူလည်းဒီ academic ကိုဟောတယ်ကိုလည်းဒီ academic ဟောတယ်ဟောနေရအကုန်လုံးကဒီဆရာတယောက်ကထွက်လာဆိုဒီကက်ကိုပုံစံပြောဆိုဘာဘီယုတ်လေးလို့ပေါ့နော်ဒီစက်ရုံတရုတ်ကထွက်လိုက်ပြီးဆိုရင်တပုံစံနဲ့ဒီဟာဆိုဒီကက်ဝတ်ဒါဆိုရင်ဒီလိုဟောဒါဆိုဒီလိုဟောဆိုအဲ့လိုဘာဘီရုပ်တရားတပုံစံနဲ့ဖြစ်နေရင်ညတို့ဒီ academic ကလုံးဝဘယ်လိုခေါ်မလဲဘာရှင်းမချင်းတော့ရင်ညတို့ traditional အတိုင်းဖြစ်နေတယ်ဆိုရင်တော့ traditional လမ်းကြောင်းအတိုင်းသွားမယ်ဆိုရင်တော့ okay အဆင်ပြေရပေါ့အဲ့လိုမဟုတ်ဘူးကိုကခွဲထွက်ချင်တယ်ဆိုရင် upgrade version ဖြစ်တဲ့ဒါတွေကိုညတို့လေးလာထားမှတာလင်းကိုတိုင်းတခြားလူတွေနဲ့မတူတဲ့တက်မှုထူးခြားတဲ့ upgrade version နဲ့ဖြစ်သွားမှာပဲဆိုတာလေးကိုငြင်းအနေနဲ့ဒီမှာလာပြီးတော့ sharing လုပ်ပြရခြင်းဖြစ်ပါတယ်နောက်ထပ်ဘာတွေပြောချင်သေးလဲဆိုတော့ညတို့အခု CYA ပေါ့နော်CYA app profession PROFESSIONAM professional learning 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 center ဆိုတာဟာညတို့ professional ဆိုကိုတိုင်း professional ကြဟောကျင်တဲ့သူတွေအတွက်နင်းကလုပ်ပေးထားတဲ့ center တစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်ညတို့ဒီ foundation တာခေါင်းခဲ့မယ်ဆိုရင်ဒီမှာအကုန်လုံးဒီအသီးပွင့်လေးတွေကိုခန်းစားရမှာပဲဖြစ်ပါတယ်အားကြောင့်မလို့ညက professional learning CENTER ဆိုပြီးတော့လုပ်ပေးထားတယ်အဲ့အချိန်မှာဆိုရင်ဒီမှာကလေးလာမယ်ပညာရပ်တွေက tarot နဲ့ဆက်ဆက်တဲ့ branch တွေပေါ့နော်အဲ့ branch တွေအများကြီးကွဲနေရကိုလေတွေ့ရပါလိမ့်မယ်ဒီမှာဆိုရင်ခုနပြောတဲ့ numerology နဲ့ပတ်သက်ပြီးတော့လေ့လာအောင်မလား astrology နဲ့ပတ်သက်ပြီးတော့လေ့လာအောင်မလား energy ရဲ့သဘောတရားတွေကိုလေ့လာခြင်းသေးလားနောက်ဆိုဒီ classနော် oracle နဲ့ဆက်တာ oracle ဆိုမြင်မဲ့ညီတို့က oracle ကတ်ကိုဘယ်လိုဟောရမယ်ဆိုတာကိုjust a knowledge ပြောသွားတယ်ဒါပေမဲ့အဲ့ intuition ကိုပဲအဓိက develop လုပ်တဲ့အပိုင်းလေးကိုပို့ပြီးပြောသွားရပေါ့နော်အဲ့ intuition class ရှိမယ်crystal လေးနဲ့ပတ်သက်တဲ့ class ရှိမယ်7 chapter နဲ့ပတ်သက်တဲ့ class တွေလည်းရှိလာပါမယ် cartomancy တွေလည်းရှိလာပါမယ်ဒါကတော့ညီတို့ overall class ပေါ့ဒီမှာဆိုရင် CYA professional learning center မှာဒီပညာရပ်တွေကိုဆက်ပြီးတော့လေ့လာလို့ရှာမယ်ဆိုတာလေးကိုပြောကြရင်အခုလိုကြည့်ရှုပေးသူတအုပ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်เนาะဟုတ်ကျေးဇူးပါဘိုင်ဘိုင်နောက်တစ်ချိန်မှာပြန်ပြီးတော့ဆုံတွေ့ပါမယ်